မကြာခင်ပွဲကြီးပွဲကောင်းထိုးရတော့မယ်လို့ပရိသတ်တွေကိုသတင်းစကားပါလာတဲ့မြန်မာပြည်ဖွားမွန်ဖိုင်တာပူညာဆိုင်အင်ဒိုနီးရှားနိုင်ငံလီဂျင်နယ်ပရိုမိုးရှင်းတစ်ခုဖြစ်တဲ့ဆိုမာဖိုင်မှာထိုးတက်နေတဲ့ပူညာဆိုင်ကတော့မကြာခင်မှာသူထိုးတက်မဲ့ပွဲကြီးလာတော့မယ်လို့ဆိုလာပါတယ်။ပွဲကြီးလို့ဆိုထားတာကြောင့်နိုင်ငံတကာမှာအောင်မြင်မှုတွေရရှိထားပြီးသားဖြစ်တဲ့ပရိုမိုးရှင်းကြီးတွေဖြစ်ကြတဲ့ UFC One Championship Rising Promotion RWS Karate Combat စသဖြင့်သောပရိုမိုးရှင်းကြီးတွေရဲ့စင်မြင့်ထက်မှာမွန်ဖိုင်တာပူညာဆိုင်ကိုမြင်တွေ့ခွင့်ရမလားဆိုတာကိုရင်ခုန်စိတ်ဝင်စားဖို့အရန်ကောင်းနေပါပြီပူညာဆိုင်အနေနဲ့တကားတစ်ချက်ပိတ်သွားရင်နောက်တကားတစ်ချက်ပွင့်လာဖို့ကြိုးစားသွားမယ်လို့ပြောထားတဲ့အတွက်ဆိုပါပရိုမိုးရှင်းကြီးတွေကတစ်ခုခုမှထိုးတက်သွားမယ်ဆိုတာတော့သိချပါတယ်ဘယ်ပရိုမိုးရှင်းဖြစ်မလဲဆိုတာကိုတော့ပူညာဆိုင်ထိုးတက်မဲ့ပွဲစဉ်ကိုတရားဝင်ချပြလာမှသိရမှာပါကျွန်တော်ကတော့ USC စင်မြင့်ပေါ်မှာထိုးတက်တာကိုမြင်တွေ့ကျင်ဆုံးပါပဲဖြစ်ဖြစ်ပူညာဆိုင်အောင်မြင်မှုတွေနဲ့မြင့်ဆုံးအထိတက်လှမ်းနိုင်ပါစေအကြောင်းကိုဆန္ဒပြုပါတယ်အားလုံးကိုအထူးကျေးဇူးတင်လျက် Global Martial Arts Channel